ကိုဖျက်ဆီးတဲ့အတွေးတွေကိုရပ်တန့်ပစ်လိုက်ပါဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့အတွင်းစိတ်တွေဟာကျွန်တော်တို့ဖျက်ဆီးနေတတ်ပါတယ်အဲ့ဒီဖျက်ဆီးတတ်တဲ့အဓိကအတွေးလေးမျိုးကိုကျွန်တော်ကဒီဗီဒီယိုလေးထဲမှာတင်ဆက်ပေးသွားမှာပါမင်္ဂလာပါတန်းပေပါပရိသတ်ကြီးရေကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်ပါဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုရှေ့ကပြောခဲ့တဲ့ခေါင်းစဉ်အတိုင်းပဲကိုဖျက်ဆီးတတ်တဲ့အတွေးတွေကိုရပ်တန့်နေနဲ့ကျွန်တော်တို့ရဲ့အတွေးတွေဟာကျွန်တော်တို့ဘလောက်တောင်မှဖျက်ဆီးနေလဲဆိုတာကိုသိဖို့အတွက်စိတ်ဝင်စားစရာအချက်လက်လေးချို့ကိုတင်ဆက်ပေးကြပါမယ်စိတ်နဲ့ပတ်သက်တဲ့ပညာရှင်တစ်ယောက်ဖြစ်တဲ့အာယုံကျော်ဆရာဝန် Sigmund Freud ဟာလူတွေဟာအဓိကအရာနှစ်ခုနဲ့မောင်းနှင်ခံရတယ်လို့ယူဆခဲ့ပါတယ်ပထမတစ်မျိုးကတော့ကျွန်တော်တို့ရဲ့ဘဝမှာလုပ်ကိုလုပ်ရမယ့်အရာတွေနဲ့ဒုတိယတစ်မျိုးကတော့မလုပ်မဖြစ်လုပ်ကိုလုပ်ရမယ့်အရာဆိုတဲ့နှစ်မျိုးပါအဲဒီလိုမျိုးနှစ်မျိုးထဲမှာဒီနှစ်မျိုးကိုရှင်းရှင်းလင်းလင်းမသိတဲ့အခါမှာကျွန်တော်တို့ဟာပျက်စီးခြင်းတွေစတင်တော့တာပါပဲလုပ်ကိုလုပ်ရမယ့်အရာတွေဆိုတာကျွန်တော်တို့ငွေရှာရမယ်ထမင်းစားရမယ်ရေတောက်ရမယ်မလုပ်မဖြစ်လုပ်ရမယ့်အရာတွေကတော့ကျွန်တော်တို့ကိုကျင့်တရားတွေကောင်းရမယ်ပျက်စီးကြောင်းတွေကိုရှောင်ရမယ်ဒီလိုမျိုးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေဟာအဲ့ဒီနှစ်ခုကိုမသေးခွဲတဲ့အခါမှာကိုပျက်စီးစေတဲ့အရာတွေဥပမာဆက်လက်တောက်တာတွေတရားမဝင်မှုရေးစေဝါသုံးဆွဲတာတွေအလွန်ကြိုအရက်တောက်ပြီးတော့ကိုစိတ်ထိခိုက်စေတာတွေလုပ်တာတွေဒါမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုမျိုးကိုပိုင်စိတ်ကကျွန်တော်တို့ကိုတွန်းပို့နေတာဟာတဘာဝကြီးကဖြစ်ပေါ်နေတဲ့အရာလို့အဲ့ဒီ Sigmund Freud ဆိုတဲ့သူကဆိုပါတယ်ကိုဖျက်ဆီးတဲ့အတွေးပုံစံ၄မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ကျွန်တော်တို့ဟာကိုအရာရာတိုင်းနဲ့နှိုင်းယှဉ်တာပါအနည်းဆုံးပြောရရင်တော့ကျွန်တော်တို့ social media မှာ Facebook သုံးကြတဲ့အခါမှာကိုမြင်လိုက်တဲ့အရာတိုင်းနဲ့ကိုနဲ့နှိုင်းယှဉ်တဲ့အခါပါဥပမာကြော်ကဘွဲရသွားပြီးငါကတော့ဘွဲမရသေးဘူးဥပမာမောင်ကလက်ထပ်သွားပြီးကျွန်တော်တို့ကတော့အခုထိတကူတည်းပဲကိုတင်မောင်ကတော့အရန်ကြန့်ခိုင်နေကျွန်တော်ကအိမ်နားလေးမှာပတ်တောင်မပြေးနိုင်ဘူးစသဖြင့်ဒီလိုမျိုးဘေးမှာရှိတဲ့လူတွေနဲ့နှိုင်းယှဉ်မှုတွေလုပ်တဲ့အခါမှာကျွန်တော်တို့ဟာစိတ်ဓာတ်အလိုလိုကျလာတတ်ပါတယ်အဲ့လိုမျိုးအရာရာတိုင်းနဲ့နှိုင်းယှဉ်မှုတွေဟာကိုအလွန်ဖြက်စီးတတ်တဲ့အတွေးပုံစံပါလူမှုရေးစိတ်ပညာရှင် Leo Festinger ကလူမှုရေးနှိုင်းယှဉ်မှု theory လို့ခေါ်တဲ့ theory တစ်ခုကိုထုတ်ခဲ့ပါတယ်သူရဲ့အဆိုအရဆိုရင်ကျွန်တော်တို့ကကိုအကဲဖြတ်ဖို့နဲ့ကျွန်တော်တို့အကြောင်းကိုပို့လေ့လာဖို့အခြားသူတွေနဲ့နှိုင်းယှဉ်ပါတယ်အဲ့လိုနှိုင်းယှဉ်တဲ့အခါကျွန်တော်တို့ကတာနေရင်တော့ဘာမှမဖြစ်ပေမဲ့မတာတဲ့အခြေအနေတချို့ကိုရောက်သွားတဲ့အခါမှာတော့ဒီအရာဟာစိတ်ဓာတ်အကြဘက်ကိုရောက်သွားပါတယ်ပြီးတော့အဲ့ဒီဟာကကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကိုအပြတ်သဘောဆောင်တဲ့တက်ရောက်မှုတွေဖြစ်စေတာပါဒါကြောင့်မို့လို့နေရာတကာကိုတခြားအရာတွေနဲ့နှိုင်းယှဉ်တာကိုလျှော့ပါနံပါတ်2ဖြည့်တွေးခြင်းကျွန်တော်တို့ဟာတခါတလေကျွန်တော်တို့လှုပ်လိုက်တဲ့အရာတွေအပေါ်မှာဖြည့်တွေးအရန်တွေးကြပါတယ်ဥပမာကျွန်တော်တို့ကဆက်မွဲဖြည့်ရင်အမှတ်ပြရသွားတယ်ဆိုပါစို့ဒါကိုကံရမ်းကောင်းလို့ကျွန်တော်တို့ကပြောမှာလားအရန်ကြိုးစားခဲ့တယ်လို့ပြောမှာလားသိကြပါရဲ့ကျွန်တော်တို့ကဒုတိယရွေးချယ်မှုငါဒီတခါတော့ကံကောင်းသွားတာပဲလို့ပဲတွေးကောင်းတွေးမိပါလိမ့်မယ်ခဏအဲ့ဒီလိုမျိုးပြင်ပလောကမှာဖြည့်တွေးတဲ့အခါမျိုးမှာကျွန်တော်တို့ဟာဘဝကိုထိခိုက်မှုတွေရှိလာပါတယ်ဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ကလုပ်ငန်းတစ်ခုခုကိုအောင်မြင်တဲ့အခါမျိုးမှာဒါကငါကြိုးစားလို့ဆိုတာထက်ငါကံကောင်းလို့ဆိုတဲ့အတွေ့ကပိုပြီးများလာပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုပိုင်စွမ်းရည်တွေဟာအရင်ကလောက်ပို့ပြီးတော့မထက်မြလာတော့ဘဲနဲ့တခုခုလှုပ်လိုက်ရင်တော့မှငါဒီလောက်မကြိုးစားထားရင်တော့မှကံကောင်းပြီးတော့ဖြစ်လာမှာပါဆိုတဲ့အတွေးမျိုးတွေဝင်လာပြီးတော့ကျွန်တော်တို့အနေနဲ့ဘာလို့အဆင်မပြေတာတွေဖြစ်လာတတ်ပါတယ်ဒါဟာကိုမယုံကြည်မှုကိုလည်းဖြစ်စေတဲ့အပြင်ကိုပျက်စီးခြင်းကိုလည်းဆိုက်ရောက်စေပါလိမ့်မယ်ပြီးတော့ဒီလိုမျိုးဖြည့်တွေးရတဲ့ဟာမျိုးကိုဖြစ်စေတဲ့အဓိကအကြောင်းအရာကငယ်ဘွားကရခဲ့တဲ့စိတ်ဒဏ်ရာပါကျွန်တော်ငယ်တုန်းကအရန်ကြိုးစားခဲ့မယ်ဒါပေမဲ့ဖြစ်မလာဘူးအဲ့ဒီအချိန်မျိုးမှာမိဘတွေကအရန်ကိုတွန်းအားပေးမယ်ကြိုးစားလိုက်ကြမယ်ဖြစ်သွားတယ်အဲ့ဒီအခါမှာကိုကအရင်တုန်းကမကြိုးစားခဲ့လို့မရခဲ့ဘူးဆိုတာကိုမမြင်မဲနဲ့အော်ဒီတစ်ခါကငါမကြိုးစားပေမဲ့လေကံကောင်းပြီးတော့ရသွားတာပါလားဆိုတဲ့အတွေးမျိုးဝင်သွားတဲ့အခါမှာဘာပဲလုပ်ငါအရန်ကြိုးစားစရာမလိုဘူးကံကောင်းမှာပဲဆိုတဲ့အတွေးကကျွန်တော်တို့ကိုလွှမ်းမိုးချုပ်ကိုင်းလာတာပါဒါကြောင့်မို့လို့စိတ်ပညာရှင်တွေဟာကိုချီးကျူးဖို့နဲ့ကိုအားပေးဖို့အတွက်အမြဲတမ်းလှုံ့ဆော်ကြပါတယ်ဥပမာကျွန်တော်တို့ဘာပဲဖြစ်ဖြစ်တခုခုအောင်မြင်လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကငါတို့တော်လို့ဆိုတဲ့အတွေးမျိုးကိုတွေးရပါမယ်အဲ့လိုမဟုတ်ဘဲဆောနာကပြောသလိုဖြည့်တွေးတယ်ဆိုရင်တော့ရေရှည်မှာကိုအတွက်အဆင်ပြေစေမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကိုအတိမတ်ပြုပါဒါကကိုယ်တိုင်လုပ်လို့ကိုယ်တိုင်ရခဲ့တာပါနံပါတ်3ဘာမှမဟုတ်ပါဘူးကျွန်တော်တို့ကချီးမွမ်းခြင်းတွေကိုလက်ခံရတာကြိုက်လားဒါမှမဟုတ်ကောင်းမွန်တဲ့ချီးမွမ်းခြင်းတွေကိုပဲကြိုက်တာလားသူများကကျွန်တော်တို့ကိုဝေဖန်တဲ့အခါမျိုးမှာကြိုက်ကြလားဒီလိုမျိုးမေးတဲ့အခါမှာကိုချီးကျူးတာကိုပဲလူတိုင်းကကြိုက်ကြပါလိမ့်မယ်တေးကြပါရဲ့ကျွန်တော်တို့ကဝေဖန်တာတွေကိုကြိုက်မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးကြုံလာရတဲ့အခါမျိုးမှာကျွန်တော်တို့ဟာဒါဟာဘာမှမဟုတ်ပါဘူးလို့တွေးရရပါမယ်စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Guy Winch ကစိတ်ပညာဟာယနေ့မှာကိုတန်မိုးထားမှုနေပါခြင်းကချီးမွမ်းခြင်းလက်ဆောင်ကိုညှင်းပယ်စေတဲ့အရာလို့ပြောထားပါတယ်ဒါကဘယ်လိုမျိုးလဲဆိုရင်တော့မင်းကအရန်တော်တယ်လို့ပြောတဲ့အခါမျိုးမှာသဘောကျပြီးတော့မင်းကတော်တယ်ဒါပေမဲ့ထင်သလောက်တော့မဟုတ်သေးဘူးလို့ပြောတဲ့အခါမှာစိတ်ဓာတ်ကျသွားတာမျိုးကိုဆိုလိုတာပါဝေဖန်ပိုင်းခြားမှုတွေရှိလာတယ်ဆိုရင်တော့မှကိုယ့်ရဲ့အရေးချင်းကိုပဲသိတာမလို့ပြင်ပကစကားတွေကိုလက်မခံသင့်ပါဘူးဒါကြောင့်မလို့အစာတွေကချီးကျူးတာကိုလည်းလက်မခံသေးသလိုဝေဖန်တာကိုလည်းလက်မခံသင့်ပါဘူး
ဒါပေမဲ့ဒါဟာတားဆီးလို့မရတဲ့အရာတွေဖြစ်တဲ့အတွက်တယောက်ယောက်ကကိုမင်းကအရန်တော်တာပဲလို့ပြောတဲ့အခါမှာအဲ့ဒီအရန်တော်တာပဲကြီးကိုစိတ်ထဲမှာတွေးပြီးတော့ဖီးတက်မနေပါနဲ့ကိုဆက်ပြီးတော့စူးစမ်းစရာရှိတာကိုပဲစူးစမ်းပါဘာကြောင့်ဒီလိုပြောတာလဲဆိုတော့ချီးမွမ်းခြင်းရဲ့နောက်မှာဝေဖန်ခြင်းတွေကလည်းပါလာတတ်ပါတယ်အဲ့ဒီလိုမျိုးမညီမျှခြင်းကိုလိုက်ပြီးတော့ကျွန်တော်တို့ကညီမျှအောင်လုပ်လို့မရပါဘူးဒါကြောင့်စိတ်ပိုင်းဆိုင်ရာမှာကိုအတွက်အမြဲတမ်းအပြတ်သဘောကိုမဆောင်တဲ့အတွေးမျိုးကိုရကျင်နေဆိုရင်တော့ကျွန်တော်တို့ကိုချီးကျူးတဲ့အခါမှာလေးပုံမှန်ပဲနေပါဝေဖန်တဲ့အခါမှာလေးပုံမှန်ပဲနေပါဒါဆိုရင်တော့တဖြည်းဖြည်းအသားကျလာပြီးတော့ကျွန်တော်တို့ဟာဘယ်အရာကိုမှဂရုမစိုက်တတ်ဖ ೇನೆ အစဉ်ပြေပြေချောချောမွေ့မွေ့ဆောင်ရွက်နိုင်တဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်နောက်ဆုံးနံပါတ်၄အချက်ကတော့ငါကမလုံနိုင်ဘူးလို့ထင်နေဆိုတဲ့အတွေးကိုဖျက်ဖို့ပါပဲကိုဖျက်ဆီးစေတဲ့အတွေးတွေအကြောင်းကိုလေ့လာပြီးတဲ့နောက်မှာကျွန်တော်တို့ဟာကိုတိုးတက်စေတဲ့လမ်းကြောင်းပေါ်ကိုရောက်ဖို့အတွက်အချိန်တန်ပြီလို့ဆုံးဖြတ်တင်ပါတယ်ကိုစာနာမှုနဲ့ဆက်ဆံမှုပတ်ဝန်းကျင်ကဘာကိုတတိထားဖို့နဲ့ဘဝတွေကတည်ငယ်တဲ့အရာတွေကိုကျေးဇူးတင်မှုအတွက်လည်းစိတ်အားထက်သန်ရပါမယ်ဒါကြောင့်တစ်ခုခုကိုလုပ်တဲ့အခါမှာဒါကငါမလုံနိုင်တော့ဘူးလို့တွေးမဲ့အစားဒီအရာဟာငါစူးစမ်းလို့ရှိရင်ဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုးကိုတွေးရပါမယ်ဒါပေမဲ့လည်းတစ်ထစ်ချကြီးကိုဒါကြီးကလုပ်ကိုလုံနိုင်မှာမယ်လို့လည်းတွေးစီရမလို့ပြန်ပါဘူးတချို့သောအရာတွေဟာကျွန်တော်တို့လက်နဲ့လှမ်းမမီတဲ့အရာတွေအများကြီးရှိပါတယ်ဥပမာပြောရရင်နေတွင်းချင်းဘီလီယံနာကြီးဖြစ်ချင်တယ်လို့ပြောလို့မရပါဘူးတေချာပါတယ်ဘယ်သူမှနေတွင်းချင်းဘီလီယံနာကြီးမဖြစ်နိုင်ပါဘူးဖြည်းဖြည်းချင်းစူးစမ်းပြီးမှဖြစ်ပါတယ်အဲ့လိုမျိုးယုံကြည်ချက်မျိုးကြီးကိုထားပြီးတော့ဇွတ်အတင်းကြီးစူးစမ်းနေတဲ့ဟာမျိုးကလေကိုယုံကြည်မှုအပေါ်ကိုတန်တရားဝင်စေပါတယ်ဒါကြောင့်မလို့အခြေခံအားဖြင့်ကိုယုံကြည်ပါဒါပေမဲ့အလွန်အကျွံကြီးလည်းမယုံကြည်ပါနဲ့တခုခုကိုလုံးမယ်ဆိုရင်ကိုလုံးနိုင်တဲ့ဘောင်ပမာဏအတွင်းကစားလုပ်ပါအဲ့လိုစားလုပ်ခြင်းအားဖြင့်ပဲဟိုးအမြင့်ဆုံးကိုတက်ဖို့အတွက်ကြိုးစားပါဘယ်တော့မှဖြတ်လန်းနေမလိုက်ပါနဲ့ဒါကြောင့်မလို့တခါတလေမှာငါကမလုံနိုင်ပါဘူးလို့ထင်လို့ရှိရင်အဲ့ဒီထင်နေမဲ့အချိန်မှာချက်ချင်းပဲအဲ့ဒီအရာကိုထားလုပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့အတွက်ဘဝမှာအများကြီးအထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်သွားပါလိမ့်မယ်ကနေဒါစိတ်ပညာရှင် Albert Bandura ကဒီလိုပြောဥပါတယ်ကျွန်တော်တို့ကအလုပ်တစ်ခုကိုအောင်မြင်စွာလှုပ်ဆောင်တဲ့အခါကိုထိရောက်မှုအသိစိတ်ကပို့ပြီးတော့တန်မာလာပါတယ်တဲ့ဒါပေမဲ့အဲ့လိုထူးချွန်တဲ့ရလဒ်တွေမရှိတဲ့အခါမျိုးမှာကျွန်တော်တို့ကအဲ့ဒါကိုလုံနိုင်စွမ်းမရှိဘူးလို့စပြီးတော့တွေးလာနိုင်ပါတယ်တဲ့ပြောချင်တဲ့သဘောတရားကကျွန်တော်တို့ဟာတစ်ခုခုကိုလုပ်တဲ့အခါမှာဖြစ်နိုင်တဲ့အရာကိုလုပ်တဲ့အခါဖြစ်သွားတဲ့အခါမျိုးမှာကိုယုံကြည်မှုတိုးလာတယ်ဒါပေမဲ့မဖြစ်နိုင်တာကြီးကိုသွားလုပ်ပြီးမဖြစ်လာတဲ့အခါမျိုးမှာဒါကြီးကမဖြစ်လာလို့ပါဆိုပြီးတွေးလို့မရပြန်ပါဘူးရှေ့ကဖော်ပြခဲ့သလိုပဲအရာတိုင်းဟာကျွန်တော်တို့လုံနိုင်စွမ်းထဲမှာရှိနေတာမဟုတ်ပါဘူးဒါကြောင့်မလို့ကိုယုံကြည်မှုကိုဘယ်တော့မှတန်တရားမဝင်ပါနဲ့လှုပ်ရှားရှိတာကိုလုပ်ပါတစ်ချိန်မှာဖြစ်လာပါလိမ့်မယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကိုဖျက်ဆီးတဲ့အတွေးတွေကိုအမြဲတမ်းစနစ်တကျဂိုင်းတွေးပါအပြတ်သဘောဆောင်တဲ့အတွေးတွေဟာကျွန်တော်တို့အမြဲတမ်းတွေးမိတတ်ကြပါလိမ့်ရှေ့ကပြောခဲ့တဲ့ပုံစံ၄မျိုးကတော့ကျွန်တော်တို့အတွေးမိဆုံးနဲ့အဖြစ်တက်ဆုံးပါပဲဒီအတွက်ကြောင့်မလို့ဒီလိုအတွေးမျိုးတွေဝင်လာခဲ့ပြီဆိုရင်အဲ့ဒီအတွေးတွေကိုချက်ချင်းရက်လိုက်ပါလှုပ်ရှားရှိတာကိုချက်ချင်းထားလုပ်လိုက်ပါကိုအမြဲတမ်းကျေးဇူးတင်ပါယုံကြည်မှုရှိပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝကြီးဟာအရင်ငါးထပ်စားလို့ရှိရင်အေးချမ်းနဲ့ပို့ပြီးဖြတ်တန်းလာနိုင်ပါလိမ့်မယ်နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့အသုံးဝင်မဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ